မနက်ခင်းတိုင်းအောင်ခဲပြီးကိုက်နေတဲ့ခေါင်းကိုက်ဝေဒနာကိုအပြေးတန်ချက်တောက်ပေးမယ်နီလန်၅ချက်မနက်နုံနုံချင်းစိတ်ကြည်လင်လန်းဆိုင်ရမယ့်အစာခေါင်းတောက်လျှောက်ကိုက်ခဲ့ပြီးအောင်ခဲလဲလက်နေတဲ့ဝေဒနာကိုခံစားနေရပြီဆိုရင်ဒါဟာနေ့စဉ်လူနေမှုဘဝကိုအများကြီးထိခိုက်စေပါတယ်မနက်ခင်းခေါင်းကိုက်တာတွေကိုသက်သာပြောက်ကင်းစေဖို့အတွက်အိမ်မတဲ့အလဲတွေကိုကုသနိုင်မယ့်နီလန်၅ချက်ကိုညှဝေပေးလိုက်ပါတယ်နော်နံပါတ်1အိတ်ဆက်ခြင်းစနစ်ကိုထိန်းညှိပါအိတ်ချိန်မမှန်တာဒါမှမဟုတ်အိတ်ချိန်လွန်တာကမနက်ခင်းကောင်းတဲ့ချိန်ကိုချစ်စေပါတယ်။နေ့စဉ်အိယာဝင်အိယာထချိန်ကိုပုံမှန်သတ်မှတ်ပြီးဒီနေ့ကို9နာရီမှ9နာရီအထိတည်ဝအောင်အိတ်ဆက်ပေးပါ။နံပါတ်2မနက်ခင်းရေဓာတ်ကိုအရင်ချိပါ။ညဘက်အိမ်နေစဉ်ခန္ဓာကိုယ်ကရေဓာတ်ဆုံးရှုံးတာကြောင့်မနက်နုံနုံချင်းမှကောင်းကင်တက်ပါတယ်။အိယာထတာနဲ့ရေနွေ့နွေ့လေးတို့မဟုတ်ရေချက်အေးတစ်ခွက်ကိုအရင်ဆုံးတောက်သုံးပေးတဲ့အလေးအကျဉ်းလုပ်ကြည့်ပါ။နံပါတ်3ကဖေးပမာဏကိုထိန်းညှိပါမနက်ခင်းကော်ဖီလက်ဖက်ရည်ကိုအလွန်အကျွံတောက်တတ်သူတွေဟာကဖေးထက်လိုအပ်ချက်ကြောင့်မနက်ပိုင်းမှာကောင်းလိုက်တတ်ကြပါတယ်ကော်ဖီကိုအတိုင်းအတာတစ်ခုအထိလျှော့တောက်ပြီးပမာဏကိုထိန်းညှိပေးပါနံပါတ်4အိတ်ဆက်တဲ့အနေအထားကိုတတိပြုပါခေါင်းအငြင်းကြီးအောင်တာနဲ့ပုံစံမမှန်ပဲအိမ်မိတာတွေကလေပင်နဲ့ပခုံးချက်သားတွေကိုတင်းမာစေပြီးခေါင်းရိုက်ခြင်းကိုဖြစ်စေပါတယ်မိမိရဲ့ဇက်နဲ့လေပင်ကိုတောက်တရှိစေမဲ့ခေါင်းကိုရွေးချယ်ပေးပါနံပါတ်5စိတ်ဖိစီးမှုများကိုလျှော့ချပါညဘက်မှာအလုပ်ကိစ္စတွေကိုအလွန်ကြိုစိုးရင်ပူပန်ပြီးအိပ်ဆက်ခြင်းကမနက်ခင်းမှတွေ့တိုးပြီးကောင်းလိုက်စေနိုင်ပါတယ်။အဲ့ရမဝင်ကစိတ်အေးချမ်းစေမဲ့တရားမှတ်တာဒါမှမဟုတ်အသက်ရှူလေးခြင်းနဲ့ပြုလုပ်ပေးပါမနက်ခင်းကောင်းကိုက်ဝေဒနာဆိုတာတည်တည်မမလေးလို့ထင်ရပေမဲ့နေ့ရက်တိုင်းကိုအနှောက်အယှက်ပေးနိုင်တာမို့အခုကလေးကဂရုစိုက်ကြည့်ရအောင်နော်။